ကျမတို့ဒီ TikTok မှာ AI ဗီဒီယိုတွေထုတ်လို့ရပြီဆိုတာလာပြောတာပါအဲ့တော့ကျမတို့ဒီပုံလေးတွေရိုက်တယ်ဆိုအဲ့ဒါရဲ့ဘေးနားမှာဒီ create ဆိုတာလေးပါလိုက်အဲ့ create ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်အပေါ်မှာ AI နဲ့ပတ်သက်တာပဲပေါ့နော်ဟို AI ပုံထုတ်ချင်လားဒါမှမဟုတ်ဗီဒီယိုထုတ်ချင်လားအများကြီးရှိရပေါ့နော်အဲ့မှာကျမ AI ဗီဒီယိုဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးလို့ရှိရင်အမှကိုယ့်ရဲ့ပုံလေးထည့်မယ်ပုံလေးထည့်ပြီးလို့ရှိရင်အောက်မှာကိုကအဲ့ဒီပုံကိုဘယ်လိုမျိုးပြောင်းချင်တာလဲပေါ့နော်အဲ့ဒါ prompt လေးရေးပေးမယ်အဲ့ကျမ guitar နဲ့ပုံလေးထည့်လိုက်တဲ့အတွက်ကြောင့်မလို့ guitar တီးနေတဲ့ပုံလေးပေါ့နော်ပြီးရင်ကော့လေးတွေကိုနှိပ်တယ်နှိပ်ပြီးတော့မှ data တင်းနေတဲ့ပုံလေးလုပ်ပေးပါဆိုပြီးတော့မှပြောလိုက်တယ်ပြီးလို့ရှင် generate ကိုနှိပ်လိုက်တယ်သူက3မိနစ်လောက်စောင့်ရမယ်ဆိုအကြာကြီးမစောင့်ချင်ဘူးမစောင့်ချင်ဘူးဆိုရှင် save in draft ဆိုတာလေးကိုနှိပ်လိုက်လို့ရှင်သူကပုံရပြီဆိုလို့ရှင်ကို draft ထဲမှာဝင်နေမှာပေါ့နော်အဲ့တော့ခဏနေလို့ရှင်ကျမတို့ကဒီ draft ထဲကိုသွားပြီးတော့မှကြည့်တယ်ပြီးတဲ့အခါမှာဆိုလို့ရှင်ပြင်နေမယ်အဲဒီလိုမျိုးလေးပေါ့နော်ဒီလိုလေးဒီဗီဒီယိုလေးရပါတယ်တော့ကြတော့တခြားဒီလိုမျိုးကိုယ့်ရဲ့ပုံ selfie ရိုက်ပြီးတော့မှဒီလို AI ပုံစံမျိုးတွေလည်းပြောင်းလို့ရတယ်။လို့ရှင်ဒီဗီဒီယိုကိုယ့်ရဲ့ဗီဒီယိုထည့်ပြီးတော့မှကိုယ့်ရဲ့ဗီဒီယိုကို edit လုပ်စရာမလိုသူ့ကိုပဲ edit ခိုင်းချင်လို့ရှင်ကြတော့ဒီလိုမျိုးဒီ auto ဆိုတာလေးလေအဲ့ဒါလေးတွေနှိပ်လို့ရပါတယ်။